ချီကာဂိုမြို့ကိုပေါ်စီကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီနေ့ကတော့ဆန်ဖရန်စစ္စကိုကနေချီကာဂိုကိုသွားမှာပဲဖြစ်ပါတယ်ကားနဲ့ဆိုရင်တော့နာရီ30လို့ပြောပါတယ်4နာရီဝန်းကျင်လောက်လရင်စီးရတယ်ရောက်ပါပြီဒါကတော့မြို့တစ်မြို့ရဲ့နာမည်ကြီးထင်ကြရတွေကိုချိန်ထားတဲ့ရှောက်လန်းဖြစ်ပါတယ်ခီးကအတူသွားပေမဲ့အခုမှပြန်တွေ့ရလို့လေအရင်ချစ်ချတော့လိမ့်မယ်မခဏလေးကိုရတော့ပြန်တွေ့ရတာပြောနေကြတာဒီမှာဟိုမလုံးကဲသူပြောမှသတိထားမိတယ်ဒီနေရာကလေဟုံးမလုံးစကားရိုက်ကူးထားတဲ့နေရာလေးဖြစ်ပါတယ်လိမ့်စိမ့်မှာပျောက်သွားတဲ့အဓိကစဝင်ခံပေါ့နော်ငယ်ဘဝမှာရမ်းကြိုက်ခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်ဒီနေရာကိုမထင်မှတ်ဘဲနဲ့ရောက်ခွင့်ရတာလေဘယ်လိုပြောရမလဲ so happy ပေါ့နော်ဒါတော့လင်းကွင်းကထွက်ပြီးတော့မှတဲမဲဟိုတယ်ကိုသွားနေပါပြီလမ်းမှာတွေ့ရတဲ့မြင်ကွင်းလေးတွေပါဟိုတယ်ကိုရောက်ပါပြီလိမ့်စိမ့်ကနေဟိုတယ်ကို45မိနစ်လောက်မောင်းခဲ့ရပါတယ်ဟိုတယ်လေးကတော့တန်လေးနဲ့ပြန်လေးပါဒါကတော့ဟိုတယ်ရှောက်လမ်းမှာဟိုတယ်ကလေ ice ဆိုပြီးမှ ice ထုတ်လို့ရတဲ့နေရာလေးရှိသလို laundry ဆိုပြီးတော့မှ laundry နေရာလေးလည်းရှိပါတယ်ဒါကတော့ညစာ4ယောက်သာစားနေကြတာပါချီကာဂိုမြို့ရဲ့ပထမအဦးဆုံးအေးအေးချမ်းချမ်းမနက်ခင်းလေးပါ Thank you